စာရေးဆရာမြတ်လုံးရဲ့ဝတ္ထုတို့တစ်ပုဒ်ကိုအခြေခံ၍မြို့ပြနေဆင်းရဲသားလူသားတရက်ရဲ့ဖြစ်သူတာကေတနေကိုမြတ်ရွှေရဲ့အကြောင်းသောတာရှင်အပေါင်းကိုတင်ဆက်လိုက်ရပါတယ်ခင်ဗျာကျိုးဘဝတွေနှုတ်ချပြီးဝင်ဝင်နာတီလူလိုတောင်စူးစမ်းရှိရိတ်ဒီရင်တမိတိုင်းနာပူသလိုရိုင်းဒီမိုးတွေကနေရာကအပေါက်တွေကြီးပြုတ်တင်မများဟိတ်စီရန်ချရုံနဲ့တန်ကြရာသူပါပြီကိုရွှေဟာဘာလို့မိမရစံဝဲထဲမှာလေစံကြိုးတစ်စီးမှမရှိတော့ဘူးဆိုပါတော့ရှင်မပတ်စံရှိသေးလားမက်ဆီလားဆယ်ပြားစီလားတော့မသိဘူးလေအဲ့ထဲမှာရှိသေးတယ်အိုးရှင်ကလည်းအရေးထဲမှာမက်ဆီနဲ့ဆယ်ပြားစီမှားနေပြန်ပါပြီအေးငါနာမည်ကမြရွှေတာကေတမနေဟုတ်ပါဟေးစုံကုန်ကြွလွန်ကြိုက်တယ်အိုးလူမစံမရှိလို့စိတ်ညရတဲ့ထဲမှာရှင်ဘာတွေရှောက်ပြောနေတာလဲလောကကြီးကကြီးစရာကောင်းလို့ပါမိမရငါနာမည်ကိုခွဲစိတ်ကြည့်မြရွှေတဲ့တကယ်ကြတော့မြနဲ့ရွှေနဲ့တူတာဆိုလို့ပေါ်စီနဲ့ကြီးနီပတ်ဆံတောင်းမရှိဘူးကျုပ်နာမည်ကလည်းစိန်ညွန့်နဲ့စိန်နဲ့တူတာဆိုလို့ပလင်းခွဲတောင်းမရှိဘူးအေးမွေးထားတဲ့သားသမီးတွေကိုလည်းကြည့်အောင်အကြီးကောင်ကကြောက်စိမ့်နဲ့အကြီးကောင်အောက်ကကောင်မငွေသီးတဲ့ဟုတ်တယ်နောက်နီလာတဲ့မိုးကြိုးတဲ့အလုံးရတနာနာမဲကြီးပဲဟုတ်ပါတော့ရှင်နဲ့ကျုပ်နဲ့လည်းညားလာကြတဲ့ကစီးပွားများတိုးပွားလာတဲ့ကိုမရှိပါဘူးဟာမိမမဟုတ်တယ်အိုးနေပါဦးရှင်ကဘာတွေများစုမိဆောင်မိရှိလို့တော့ရတနာတွေလေကွာလူကြားရင်တများတိုက်ခန်းနေရပါဦးမယ်ကိုရွှေရဲ့ကဲမဟုတ်ဘူးလားပြောသားမင်းနဲ့ငါအိမ်အောင်ကြပြီးတဲ့နောက်ရွှေတွေငွေတွေပစ္စည်းတွေဒါမစုမိတာစုမိတာကလေးတွေလေကွာရှင်ကတော့လှုပ်ပြီလှုပ်ရမယ်လေကလေးဆိုတာရတနာတွေမဟုတ်လားရှင်ရတနာတွေကအရေးမကြီးဘူးအရေးကြီးတာကတိုးလာတဲ့ပါဇက်ပေါက်တွေပါဇက်ပေါက်တွေကစကားပြောမယ်ထမင်းတောင်းမယ်အဲ့ဒါဘာဖြစ်တော့ဟောဘာဖြစ်ရမလဲတော့ထမင်းတောင်းတော့ဆန်လိုတာပေါ့ဆန်ဟုတ်လားဟုတ်တယ်လေအငယ်ကောင်တောင်4နှစ်ကျော်လို့9နှစ်ထဲရောက်ပြီးကြောင်းထားရတော့မယ်အခုတည်းကကုံဝဲစားအောင်မှာဒီကောင်စရင်မွေးရသေးဘူးအေးကွာအဲ့ဒီကောင်တော့ကမွေးစရင်ငါသွားမယူမိလို့ခုတည်းကပုံစံ30ကိုတွင်းလို့မရသေးဘူးဖြစ်နေအဲ့ဒါရှင်ညံ့လို့ပေါ့ဟုတ်ဘူးလှုပ်လို့ကင်လို့တော့ရတယ်ငွေကုန်မှစိုးလို့ကုံလေပြီးတင်ပြီးလိုက်တာပေးရမှာပေါ့ရှင်သားအတွက်ဒီနေ့ထိဆံမရတာ4နှစ်ဆိုတော့တွေ့ကြည့်ဟမ်ဘယ်လောက်နစ်နာသွားပလဲကုံဝယ်စားအပေါင်ထားတဲ့လူတွေနဲ့နှိုင်းစားပြီးဖြေရမှာပေါ့ကွာဒါပဲနော်ရှင်စူးစမ်း50 60ကုန်ရင်ကုန်မစေရှင်သားစာအုပ်ထဲမှာစည်ရင်ဝင်မှုအရေးကြီးတယ်အစကမှတယောက်တပီနှုံးနဲ့ဆန်ကလုံလောက်အောင်ရတာမဟုတ်ဘူးတော့ဟိုမလုံလောက်အပြင်ကဝယ်ပေါ့ကွာအိုးဆန်စည်းဘယ်လောက်လဲဆိုရှင်သိရလားဘယ်လောက်တဲ့တော့အလက်စားဆန်တောင်မှတပီကို9ချက်ပြား40ရှင်သိလားဟိုက်ဒါဆိုဆန်တပီဘူးကမနှဲရှာရတာပါလားကဲရှင်လောက်သွားမယ်ဆိုတော့မနေ့ကဟိုဘက်ကချီးချက်ထားတဲ့ထမင်းချမ်းရှိတယ်စားသွားမလားဟင်ဘဲပြုတ်ကလေးနဲ့စီဆန်းစားရင်ကောင်းမယ်ထင်တယ်ကွာဘဲပြုတ်နမောင်လာပြီဟေးကဲဆိုဘယ်လောက်သားချိန်ရမလဲ30သားထက်အကျွေးတော့မရောဘူးနော်ဩညနေကျမှယူပေါ်တော့ရဲ့ခက်တာပဲညီတို့ကလေငါမလဲအကျွေးကြီးကြနေတာအေးဒါနဲ့အရင်နဲ့မြုပ်ပြီးနေ့တိုင်းမထွက်နိုင်တာအဲ့ဒါပဲကြည့်တော့ကဲရော့ညနေကျတော့ငါတစ်ခေါက်လာတောင်းမနော်ဟုတ်ကဲ့အော်ဟိုကိုရွှေအလုပ်ပြန်ရင်ကိုလာခဲ့တော့အေးပါအရင်ကြေးလက်မှထားကြအောင်နော်ကဲငါသွားမယ်ငါမိမကတော့အကျွေးယူတဲ့နေရာတော်တယ်ဟဲ့ဘဝဟာအကောင်းဆုံးဆရာပဲလေလောက်ကွာစီနိုင်ဆန်းကြက်သွန်တူအခွန်သင်းဒီနူးချမ်းနဲ့တုတ်လိုက်အောင်လုပ်ဟဲ့ဟောလာပြန်ပြီရှင်ကတော့လှုပ်ပြီအိမ်မှာကြက်သွန်ကလည်းကုန်းနေပြီဆိုပါတော့ကြက်သွန်ဈေးကြီးလို့ဝယ်မခတ်တာကြားပြီစီပလင်းကလည်းအခွန်မရှိတယ်မလားဟိုမှာကိုရွှေမြင်းနဲ့တိုင်းမယ်ဒါဆိုအဲ့ဒီစီပလင်းမပေးစားဟာဟမ်ဘာလို့မလို့လဲစီမဆန်းနိုင်တဲ့အတူတူတော့ပလင်းဝမှာကတ်နေတဲ့စီကိုနှာဝမှာသုတ်ပြီးထမင်းညမ်းစားဖြူစားမလို့ဟဲ့စားဘူးကိုလည်းကြည့်ပါဦးတော့ကိုရွှေရဲ့ကောင်းကွာတို့ဘဝကတော့
စားတောင်ငန်းငန်းမရက်နိုင်တဲ့ဘဝမောင်များရွှေပြန်တော့မလို့လားကွခုပြန်မှဖြစ်မယ်ဗျညကြအလုတ်ကဆင်းရအောင်ပါနေပါအောင်ကွမင်းရင်နံတုတ်တာဘယ်တော့ပြီးသွားပြီလဲအိမ်ရဲ့နှစ်ပိုင်းတစ်ပိုင်းတော့ပြီးသွားပါပြီဟိုကျန်တာကျွန်တော်နှစ်ဖက်ကလာတုတ်မယ်အေးဒါဆိုကောင်းပါလေရဲ့ကွဩရင်နံတုတ်ခါကိုတော့မနဲ့ဖန်မှရှိပေါ့နော်အဲ့ဒါလို့မဖြစ်ဘူးဗျဘာဖြစ်လို့လဲကွဟိုပွင့်ပွင့်လင်းလင်းပဲကျုပ်ပြောမယ်ဗျခုနေခါမှာရူဘယ်တစ်သန်းရန်တကလေးဒေါ်လာအသင်ချေပေါင်စတာလင်တွေတဲ့တန်ဖိုးရှိတယ်မင်းဘာလို့ချင်တာလဲငါစိန်စံတပြီကဲငါစိန်ညောဟောရမချက်စမ်းဆန်းနေပါဦးမီးဖို့ဘောကဘာအိုးလဲနှိမ့်လေရဟိုဘက်အိမ်ကဆန်တလမဲချီးပြီးတအိမ်လုံးလုံးကအောင်ဆန်မျိုးပြုတ်ထားတာကိုရွှေကောင်းကွာငါမိမစရာတော့နေပါဦးသားကြီးကြောက်စိမ့်နော်ဘောလုံးငွေနဲ့ကိုရွှေရေဘောလုံးကစားသွားတာနေမှာပေါ့ဟေးကောင်းတယ်ဟာဒီကောင်ကဘာဟာဒူးလို့အဆက်အလက်မျိုးတစ်ချိန်နိုင်ငံလက်ရွေးစဉ်ဖြစ်လာနိုင်တယ်ဒါဆိုရင်ရှင်အဟာရရှိရှိကျွေးနေအောင်ကြိုးစားပေါ့အေးပါဘူးလဲရေနံစီဆက်ပြာစီစားဆန်အတွက်ရုန်းကန်နေတာပဲမဟုတ်လားလို့ဒါတဲ့သမီးကြီးရောဒီနေ့တခြားရင်နိုးစီရဲ့သွားတိုက်စေးရဲ့သမဝါယမဆိုင်ကထုတ်လို့အမျက်15ကျပ်ရမယ်ဆိုတော့ရှင်းသမီးသွားရောက်နေလေရဲ့ပြောရင်ဆိုရင်သမီးကြီးပြန်လာပြီအေးဟုတ်ပြီယူသွားတော့ကကြားရဲ့နို့စီရဲ့သွားတိုက်စေးရဲ့ပြန်လာတော့ငါစိန်ဆန်နေဖြစ်လာပါလားဒါဘဝမျက်လက်ဆရာရဲ့အစွန်းမဲ့ဟဲ့အေးလေဘာဆန်းလဲတစ်ချိန်ကအမေရိကန်ဒေါ်လာတွေဟာဗီယက်နမ်မှာသွေးတွေဖြစ်ခဲ့သေးတာပဲကဲပါရှင့်ကိုကြုတ်ပြောအောင်မယ်အမေရိကန်တွေဘီယက်တန်တွေလုံနေစမ်းပါနဲ့အရေးကြီးတာကရှင့်ကောင်းမော်ရှင့်မော့ကြည့်လိုက်စမ်းပါအောင်ဟာကျေမြင်လားမြင်ပါလားဟေးကောင်းငင်ကြီးတစ်ခုလုံးပြားလို့တွေ့တဲ့အတိုင်းပဲကိုရွှေရေရှင့်သားနဲ့ရှင့်သမီးနဲ့လူပြိုပေါက်အပြိုပေါက်တွေဖြစ်နေလို့အိမ်မိုးမလုံတာရှက်တက်နေကြပြီပြီးတော့လေရှင်ကညဆောင်သွားနေလို့မသိပေမဲ့မိုးရွာရင်လေကျမတို့မိသားစုဘယ်လောက်ဒုက္ခရောက်တယ်မှတ်နေသားကြီးတောင်ပြန်လာပြီကဲချိုးတွေတုတ်လိုက်အောင်ချိုးတွေတုတ်လိုက်အောင်ဟုတ်တယ်ဖေဖေသားတို့မောင်နှမတွေသမင်း2နှစ်လောက်ပိုင်းမောက်နေရရင်နေရပါစီဗျာအိမ်လေးကိုတော့မိုးလုံအောင်လုပ်ပေးပါနော်ကဲအေးလေသမားကမိုးရွာဖို့ဆူတောင်းမယ်ခဝါတဲ့ကနေပူဖို့လိုလားမယ်မင်းတို့အနေနဲ့အိမ်မိုးမလုံဘူးဆိုတော့မိုးရွာတာရောနေပူတာရောဆူတောင်းကြမှာမဟုတ်ဘူးဒီတော့စိတ်ညွန့်တို့ဘာလုပ်ရမလဲကိုရွှေခင်မီတို့အိမ်မနေ့ကသွတ်မိုးတယ်ကွာသူတို့ဖာသာသူတို့သွတ်မိုးတာဘာဖြစ်လဲသွတ်မိုးတော့လက်ရှိဓနီတွေအိမ်ရှိမှပြစ်ထားတာပေါ့မော်လမြိုင်တော့မှောင်ခုံမယ်လို့ပြီးသွတ်မိုးနိုင်တာအထင်မကြီးပါဘူးအထင်ကြီးဖို့ကိုရွှေပြောနေတာမဟုတ်ဘူးဒါဖြစ်ပါလေပြောဒီမှာခင်မီးဆိုတဲ့ကောင်မနဲ့ကျမနဲ့ကတစောင်းစီးနဲ့မျက်ချီပြိုင်ပေါ်ပြိုင်ဘက်သူ့မာနာလောင်ညာဟောဒီကစိန်ညွန့်တို့ကပတ်စံမရှိပေမဲ့ဝေးသေးဘယ်တော့မှအောင်မကြုံမှတ်ဒါဆိုရင်ခုပဲငါမိမရဲ့မာနကိုချို့ရလိမ့်မယ်ဘာပြောတယ်ကိုရွှေဟုတ်တယ်လေမင်းရဲ့ငါရဲ့သမီးရဲ့သားရဲ့ခုသွားကြဘယ်ဟိုလဲတို့ရဲ့မိုးယူနေတဲ့ကျယ်မြင်လှမြင်အိမ်လေးမိုးဖို့လာခင်မီတို့စွန့်ပစ်ထားတဲ့ဓနိဘတ်ကြီးသွားခောက်စို့ဘာပြောတယ်ကိုရွှေဒီမှာမိမလောကနေပူပူမှာကင်ဆောင်မှုလိုအပ်တာအမှန်တရားဆိုတဲ့ရက်တောင်မှာတို့ဟာသူများပစ္စည်းခိုးတာမဟုတ်ဘူးလိန်တာမဟုတ်ဘူးဒါကြောင့်ဘာမှရှက်เสียမလို့အိမ်မိုးကျင်နဲ့အိမ်မိုးဖို့ဓနိဖို့ပတ်စံမရှိဘူးဒါကြောင့်သူများစွန့်ထားတဲ့ဓနိကိုတို့ယူမိုးတယ်အဖေကဒါပဲမဟုတ်လားကဲလာသွားကြမယ်ခင်ဗျားတဲဟုတ်သွားပါလားမိုးလုံလေလုံဖြစ်သွားပြီအေးဗျစကားတစ်ခုရှိစစ်ဘရင်ခုံမော်ကအကျွေးကံဘရင်ရုပ်ဖြစ်မယ်အစားလမ်းမော်ကအညတရတယောက်ဖြစ်ရဂုံယူစရာကောင်းတယ်တဲ့ဘယ်လိုပါလိမ့်ဗျာဟုတ်တယ်လေဆံမရှိတော့ဆံရအောင်ရှာတယ်
အိမ်မိုးမလုံတော့အိမ်မိုးเสียရှာတယ်ဒါအင်းမြတ်တရာရဲ့အားမှန်ပဲပေါ့ဗျာ ခင်ဗျားကတော့ဘယ်လောက်ဆင်းရဲပျော်ပဲနော် ကျုပ်နာမည်ကတာကေတနေကိုမြရွှေပါဗျာမွေးကလေးကဆင်းရဲလာတဲ့ကောင်ဒုက္ခကိုမွေးကလေးကအပေါ်လောက်လာလို့ဒုက္ခဟာကျုပ်အတွက်